သိပြီဒီကောင်မလေးပြုံးနေတာဒါကြောင့်မို့မေကဒီလိုဖုန်းကြည့်ပြီးပြုံးနေလေရီးသားပိုင်းပဲရနေလားမသိဘူးအေးနော်ဒီကောင်မလေးကိုကြည့်ရတာအခုလော်တပြုံးနဲ့ဘာဖြစ်နေမှမသိပါဘူးတော်ဖြစ်ကြည့်မဟုတ်တာညီကအမပဲညီကိုပဲတိုင်မယ်မှာပေါ့တော့စူးကြည့်လိုက်ကြွဟမ်ဘာလဲအိုင်နော်ဟုတ်လားရုပ်ပြရင်းနဲ့ဘာလို့ပါဘူးပြတောက်ကြည့်သိသွားရင်လားသင်္ကပြန်ပြီးတော့ပြန်ပြီဟဲ့ကြည့်လိုက်ရှားရည်တော့သိပြီဒီကောင်မလေးပြုံးနေတာဒါကြောင့်မို့